ဗုဒ္ဓသာသနာအထွန်းကားဆုံးမျိုးနဲ့အထင်ကရစေသည့်အကြောင်းကျမတို့ channel ကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးရေမြန်မာနိုင်ငံမှာသာသနာအထွန်းကားဆုံးရေလို့တွေးကြည့်ကြမယ်ဆိုရင်တော့စေတီပထိုးပေါင်းများစွာရှိတဲ့ပုဂံမြို့ကိုပဲပြေးမြင်ကြပါလိမ့်မယ်။ဟုတ်ပါတယ်။တဲဝင်ရိုးတန်တညံညံပုဂံဖျားပေါင်းဆိုတဲ့စကားအတိုင်းလက်ညှိုးထိုးမလွဲတဲ့ပုဂံမြို့ကခေတ်အဆက်ဆက်ရဲ့ဗုဒ္ဓသာသနာအထွန်းကားဆုံးမြို့ပါပဲ။ပုဂံမြေကိုခြေချလိုက်တာနဲ့ခေတ်ပေါင်းများစွာကပုံသွင်းထားတဲ့ယုံကြည်ခြင်းအငွေ့အသက်တွေကလေထဲမှာဖမ်းမိနေတယ်လို့ပါပဲ။တဲကန်နာရပြင်လို့ကျဲပြန့်တဲ့အမည်မှာထောင်ပေါင်းများစွာသောစေတီပထိုးတွေဟာမတ်မတ်ရက်လို့နေကြပါတယ်။ဒီမြင်ကွင်းကမြမဗုဒ္ဓသာသနာရဲ့အခိုင်အမာဆုံးသောအုတ်မြစ်ကိုချခဲ့တဲ့ခမ်းနားတဲ့မြို့ပြတစ်ခုရဲ့ဇလန်းကိုပြန်ပြောပြနေတာဖြစ်ပါတယ်။ပုဂံဟာမြမသမိုင်းမှာဗုဒ္ဓသာသနာဗုဒ္ဓဘာသာအထွန်းကားဆုံးမြို့လို့တင်စားရုံနဲ့မကပဲကမ္ဘာအမွေအနှစ်ထဲမှာပါထင်ရှားကျော်ကြားတဲ့နေရာတစ်ခုပါပဲ။တစ်ချိန်ကဘရင်တွေဟာဘာသာရေးအင်အားကိုပြသဖို့အတွက်စေတီပထိုးတွေကိုအပြိုင်ဆိုင်တီးထားခဲ့ကြတဲ့အတွက်ဒီနေရာဟာအရှင်မြတ်တို့ရဲ့တိုင်းပြည်လို့တောင်ခေါ်ဆိုလို့ရပါတယ်။ဒီလိုခမ်းနားတဲ့ယဉ်ကျေးမှုကြီးဘလို့ပေါ်ပေါက်လာခဲ့တာလဲဆိုရင်တော့တမိုင်းနဲ့ခွန်အားအကြီးဆုံးသောယုံကြည်ချက်တစ်ခုကြောင့်ပါပဲ။ပုဂံခေတ်ရဲ့အစောပိုင်းမှာအနောယထာမင်းကြီးဟာရှင်အရဟံမထေရမြတ်ရဲ့လမ်းညွှန်မှုနဲ့တီဟိုကလာတဲ့ထေရဝါဒဗုဒ္ဓသာသနာကိုမြို့တော်တွေအလုံးရင်းနဲ့သွင်းခဲ့ပါတယ်။ထိုအချိန်မှစပြီးပုဂံဟာဖျားတဲ့ကျောင်းဆောက်ခြင်းအမှုမှာအရှိန်အဟုန်နဲ့အမြင့်ဆုံးရောက်ရှိခဲ့ပါတယ်။ဘရင်တွေမိဖုရားတွေကစားလို့ဆင်းရဲချမ်းသာမရွေးအားလုံးဟာကုသိုလ်ရဖို့အတွက်စေတီတဆူပထိုးတဆူတီထောင်ခဲ့ကြတာမို့အဲ့ဒီခေတ်ကိုဗုဒ္ဓသာသနာထွန်းကားမှုရဲ့ရွှေခေတ်လို့ဆိုနိုင်ပါတယ်။ထောင်ပေါင်းများစွာသောဒီစေတီတွေထဲမှာအထင်ရှားဆုံးနဲ့ဘိတုကလက်ရအပြောင်မြောက်ဆုံးပန်းတစ်ပွင့်ကိုရွှေထုတ်ပြပါဆိုရင်တော့အာနန္ဒာဖရာအာနန္ဒာပထိုးတော်ကြီးကိုပဲညွှန်ရမှာပါပဲ။အာနန္ဒာဟာပုဂံခေတ်ဘိတုကရဲ့အစွမ်းကုန်ပြရုပ်လို့တင်စားခေါ်ဝေါ်လေးရှိကြပါတယ်။မင်းကြီးကျန်စစ်သားကအိန္ဒိယနိုင်ငံကနန္ဒမူလကူဖရာကိုပုံစံယူပြီးတည်ခဲ့တာဖြစ်ပြီးတော့ဖရာရဲ့အပြင်ဘက်အချိုးစားကစားလို့အတွင်မိုင်ဥမင်လှိုင်ကောင်ဖွဲ့စည်းပုံတွေထိအားလုံးဟာအလွန်ကိုပြီးပြည့်စုံပါတယ်။အထူးသဖြင့်လေးမျက်နှာရှိတဲ့မမတ်ရဲ့ပုံတော်ကြီးတွေကကြီးညိုပွဲရအစင်တန်းမြင်မာပြီးအလင်းရောင်ကိုပညာသားပပအသုံးပြုထားပုံကရှေးခေတ်ဘိတုကပညာရှင်တွေရဲ့အမြင်ကျပုံကိုဖော်ပြနေပါတယ်။အာနန္ဒာပထိုးတော်ကြီးကိုတွားရောက်ဖူးမြော်တဲ့အခါကြီးမားတဲ့ဘာသာရေးခံယူချက်နဲ့အင်ဂျင်နီယာပညာရဲ့ပေါင်းစပ်ပြီးဖန်တီးထားတဲ့ခန်းစားမှုကိုရရှိစေပါတယ်။ပုဂံဟာအချိန်ပေါင်းများစွာသောငလျင်တံတွေကိုခံခဲ့ရပြီးတဲ့နောက်မှာအဆောက်အုံပေါင်း3800ကျော်ကနေ2200ကျော်လောက်သာကျန်ရှိပါတော့တယ်။ဒါပေမဲ့ဒီကျန်ရှိနေတဲ့အဆောက်အုံတွေကပဲဘာသာရေးအပေါ်ဘရင်တွေပြည်သူတွေရဲ့စေတနာတရားဘလောက်ကြီးမားခဲ့တယ်ဆိုတဲ့ဇာတ်လမ်းကိုထင်ဟပ်စေပါတယ်။နေဝင်ချိန်ပုဂံညိုမိုင်းနဲ့ဇေဒီထိပ်ဖျားတွေဟာအလင်းရောင်အောင်မှာရွှေဝါရောင်တောက်ပနေပုံဟာမြမဗုဒ္ဓသာသနာရဲ့မယိုင်လဲတဲ့ခိုင်မာမှုကိုပြသနေတဲ့အံ့ဘွယ်ပုံရိပ်တစ်ခုဖြစ်ပါတယ်လို့ဆိုချင်ပါတယ်ရှင်။